မင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ရင်နာသုံးပါးကျေးဇူးဆိုတဲ့စာအုပ်လေးအကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်အဲ့ဒီထဲကမှအဖော်များနဲ့တကူတဲ့ဒေါ်အေးဆိုတဲ့အကြောင်းလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်အမကြီးကျွန်တော်တို့လည်းအားနာပါတယ်အခုတော့လုပ်ငန်းကင်ကောင်းတွေကအဆင်မပြေလို့ကျွန်တော်လာသန်း10ရက်နေ့ကြာရင်မဖြစ်ဖြစ်တဲ့နည်းနဲ့အတူရောရင်ရောရအောင်ဆက်ပါမယ်လုံးနဲ့ဆက်နိုင်အောင်ကြိုးစားပါမယ်လို့ပွဲစားကနေပြောပါတယ်ဒီပွဲစားကတော့ဒေါ်အေးစီကနေပြီးတော့ငွေ1000ချေယူထားခြင်းဖြစ်ပါတယ်ဒေါ်အေးတို့ညီမနဲ့မှလည်းအသက်ကလည်းကြီးပြီးလုတ်ဖော်ကင်ဘက်ကလည်းမရှိငွေတိုးပေးစားပြီးတော့နေထိုင်ကြရပါတယ်တခြားကူပေါ်လောင်ဘက်လည်းမရှိပါဘူးသူတို့ဟာမန်းလေးမြို့ရဟိုင်းစေးအနီးရှိတာကြီးလုံးမှာညီမနှစ်ယောက်တည်းချွေတာသုံးစားရင်ရေနာသုံးပါးကိုစီးကပ်ပြီးတော့ခက်ခက်ကုတ်ပဲနေထိုင်ကြပါတယ်သူတို့ညီမနှစ်ယောက်ထံကနေပြီးတော့ပွဲစားတူကငွေထောင်ချေယူခဲ့ရပထမတစ်နှစ်မှာတော့သူကပုံမှန်အတိုးကိုလာပေးပါတယ်နောက်6လလောက်ကြာတဲ့အခါမှာတော့အတိုးရောအရင်မှမပေးတော့ဘဲနဲ့ညီမနှစ်ယောက်ကိုအကောက်ကျန်တယ်လို့ပြစ်ထားပါတယ်ဒေါ်အေးတော့လည်းအချိန်ချင်းသွားတောင်းတော့လဲမရဘဲနဲ့နေ့ရွှေညရွှေဖြစ်နေပါတယ်အခုပြန်ချင်းလိုက်တာကတော့လာဇန်း10ရက်နေ့မှာပေးမယ်ဆိုပြီးပြန်ချင်းလိုက်ပါတယ်စစ်မဖြစ်မီကရှေးခေတ်ကပေါ့နော်ငွေရင်းက1000ဆိုတဲ့တန်ဖိုးကလည်းလုံးဝမနှဲပါဘူးဒီအတွက်ညီမနှစ်ယောက်မှလည်းလုံးဝစိတ်ဆင်းရဲနေရပါတယ်စစ်မဖြစ်မီခေတ်ခါကဆိုတော့ပေါ့1300ပြည့်နှစ်ဝါဆိုလာဇန်10ရက်နေ့ညနေ6နာရီရောက်ပါပြီဒါကသူတို့ချင်းဆိုထားတဲ့ရက်ဖြစ်ပါတယ်ဒီချင်းဆိုထားတဲ့ရက်ပြည့်တဲ့အခါကျတော့ဒေါ်ကြီးကနေပြီးတော့ရဟိုင်းစီကနေပြီးတော့ပွဲစားရှိတဲ့အိမ်ကိုတယောက်တည်းတကူတည်းချေချင်းလမ်းလျှောက်ပြီးသွားတာပေါ့ဒီနေရာကလည်းနှစ်ပြလောက်ပဲဝေးတာကိုပွဲစားကြီးကိုပဲအစင်းနဲ့တွေ့ရပါတယ်ပွဲစားမှာလည်းလူရွယ်3ယောက်လောက်ဘေးမှာရှိနေပါတယ်သူတို့ကငွေတွေကိုတွက်ရင်းနေရင်းနဲ့စကားစမိပြောနေကြတာပေါ့ကြွပါမာကြီးအတော်ပါပဲဗျာအခုပဲရတယ်ရှိတဲ့ငွေတွေကိုဒီမိတ်ဆွေတွေကလာပေးတာနဲ့အတော်ပဲအဲ့ဒီခါမှာဒေါ်ကြီးရဲ့စိတ်ထဲမှာအောင်းမိပြီးတော့ငါမောင်ကြီးတော့ချမ်းသာပါသေးချမ်းသာပါသေးတော့လို့စိတ်ထဲကရေရွတ်လိုက်ပါတယ်ဒေါ်ကြီးရဲ့မျက်နှာမှာလည်းချက်ချင်းလန်းဆန်းတက်ကြွသွားပါတယ်ကဲပွဲစားကြီးကျွန်တော်တို့ကိုခွင့်ပြုပါအောင်လို့ဆိုကလူစိမ်း3ယောက်ကနေပြီးတော့ပြန်လည်ထွက်ခွာသွားကြပါတယ်ပွဲစားကငွေအသက်ပြားတွေကိုရေတွက်ရင်းနဲ့ဒေါ်ကြီးရဲ့ရှေ့ကိုချပြီးတယ်ဒေါ်ကြီးကိုရေတွက်ခိုင်းတာပေါ့ဒေါ်ကြီးကလည်းငွေတွေရေတွက်ရင်းနဲ့သူကနေပြီးတော့စီရမစီဘူးပြည့်တယ်မပြည့်ဘူးဆိုတာကိုစစ်ဆေးတာပေါ့ဒီခါမှာပွဲစားကြီးကလည်းတောင်းပန်နေရင်းနဲ့ဒီလိုမျိုးကြာမှပေးရတဲ့အတွက်လုံးဝတောင်းပန်ပါတယ်လို့ပြောပါတယ်ဒေါ်ကြီးကလည်းဝမ်းသာတာကြောင့်မလို့အတိုးတစ်ဝက်ကိုရှော့ပြီးတော့ပြန်လာခဲ့ပါတယ်ဒေါ်ကြီးပြန်လာတဲ့လမ်းခုလက်မှာဘုန်းကြီးကျောင်းဝင်းတစ်ခုရှိပါတယ်ဖျားပြက်ကျောင်းပြက်များရှိတဲ့နေရာဖြစ်လို့လူဆိုးတခိုးတွေလည်းနေထိုင်ကြတာကိုသူကရိတ်စားမိပါတယ်ဒီနေရာကိုမရောက်ခင်တည်းကသူကအထူးသတိထားပြီးတော့လာခဲ့ပါတယ်လမ်းမီးတွေကလည်းကောင်းစွာမလဲမှုဒါပေမဲ့လာရောင်မုံမွားလေးကလင်းနေတဲ့ခါကျတော့သူ့ရဲ့ကြောက်စိတ်တွေကိုပေပြောက်စေခဲ့ပါတယ်ဒီလိုသတိထားပြီးလာနေရကနေပြီးတော့ပေါင်ရင်ထဲကလူရိတ်လူရောင်လေးကိုသူမြင်နေပို့ပြီးတော့သတိထားရတယ်ရင်နေတလက်လက်ခုံးလာတယ်ပေါ့ဗျာဒါပေမဲ့ဒေါ်ရဲ့သတိထားမိတာကဒီလူရိတ်လေးတွေကတဖြည်းဖြည်းနဲ့နောက်ဆုံးနဲ့သူ့နဲ့ဝေးရခလန်းလန်းကိုထွက်သွားတာကိုသူသတိထားမိလာပါတယ်အဲ့ဒီအချိန်မှာပဲရှေ့ကမြင်းတဲ့တစည်းကနေပြီးတော့မောင်းလာတဲ့ခါကျတော့သူအားတက်သေးရောနဲ့ငါဒီလိုမျိုးလာတဲ့လူရှိတော့မြန်သွားမှာပဲဆိုပြီးတော့သူသွားတာပေါ့နောက်2ရက်3ရက်ခန့်ကြာတဲ့ခါမှာရဟိုင်းဈေးကိုခုနကပွဲစားနဲ့တခြားလူငယ်3-4ယောက်ကလာပြီးတော့ဒေါ်အေးတို့အိမ်ကိုဝင်လာခဲ့ပါတယ်အဲ့ဒီချိန်မှာဒေါ်အေးတို့ညီမ2ယောက်ကဖះတောက်တော်ကြီးလဲတဲ့သူကလဲဖះပန်းလဲတဲ့သူကလဲဒီလိုလောက်ကင်နေတဲ့ချိန်မှာပွဲစားတွေကရောက်လာတာပေါ့ပွဲစားကြီးကနေပြီးတော့အမကြီးတို့ကျွန်တော်တို့အမကြီးတို့ကို cross ရရှိတယ်ဒါထိုင်ပါအောင်ဗျာဆိုပြီးတော့သူကနေပြီးတော့ငွေအသက်ပြား100ကိုထုတ်ဇွဲပေါ်မှာတင်မပြောဘဲအုံဘဲပြီးမှချပြီးရင်ထိုင်ပြီးတော့ cross ကြတာပေါ့ဒီလိုဘာကြောင့် cross ရလဲဆိုတာကိုဒေါ်ကြီးကမသိဘူးပေါ့ဒီအကြောင်းအရာတွေကိုကျွန်တော်တို့နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့နားဆင်ပေးဖို့
အားလုံးမြတ်ရက်ခံပါတယ်ဘာကြောင့်ဒီပွဲစားတွေကလာပြီးကြောရလဲဘာကြောင့်တောင်းပန်ကြရလဲဆိုတာကိုနောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ